United အသင်းကနောက်ထပ်ပြင်ဆင်ဖို့လိုအပ်မဲ့အချက်တစ်ချက်ကိုပြောပါဆိုလို့ရှိရင်တော့ကစားသမားရောင်းချမှုအပိုင်းပဲအားလုံးပဲမင်္ဂလာပါကျွန်တော်မောက်ကြီးပါ United အသင်းကနောက်ထပ်ကစားသမားတွေကိုရောင်းချနိုင်မှုအပိုင်းမှာတော်တော်ကိုအားနည်းနေတာတွေ့ရတယ်ကစားသမားတွေကိုခေါ်ယူရပြန်နော်အခုဆိုလို့ရှိရင်ကျွန်တော်တို့မနေ့ကဆိုလို့ရှိရင် Spa အသင်းရဲ့အသက်16နှစ်အရွယ်ကစားသမား Thompson ကိုခေါ်ယူပြီးသွားပြီဆိုတော့ဒီနေ့ရာသီမှာအပြောင်းအရွှေ့တွေကကျွန်တော်တို့ United အသင်းအနေနဲ့ကစားသမား3ဦးလောက်ထိကျွန်တော်ခေါ်ပြီးသွားပြီပါဗျာနော်3ဦး4ဦးပါဗျာနော်ကစားသမားတွေအားလုံးအပါဝင်ဆို3 4 5ဦးလောက်ခေါ်ပြီးသွားပြီဆိုတော့ဒါပေမဲ့ရောင်းချမှုပိုင်းကကြတော့ဘူးမှမရောင်းနိုင်သေးဘူးနော်White Land ကိုရောင်းချလိုက်တယ်ဆိုတာကမနစ်က White Land ကိုကျွန်တော်တို့နာပိုလီကအငှားစာအုပ်နဲ့တွားကစားပြီးတော့မှသူတို့ရဲ့သဘောတူညီချက်အရာ White Land ကနာပိုလီကိုရောက်သွားတာမှန်ပေမဲ့အဲ့ဒါဟုတ်ပေမဲ့ဒီနေ့ရာဒီမှာရှားကစားသမားဘယ်သူမှမရောင်းချနိုင်သေးဘူးဆိုတော့ United အသင်းအနေနဲ့ကကျွန်တော်တို့အရှားအသင်းနေလုံနေတယ်လို့မျိုးပေါ့နော်သူတို့ငွေကြေးနဲ့ကျွန်တော်တို့ကစားသမားကိုကျွန်တော်တို့တန်ဖိုးနည်းနည်းနဲ့ခေါ်ပြီးတော့ကျွန်တော်တန်ဖိုးမြင့်မြင့်နဲ့ရောင်းချဖို့နည်းနည်းတကွာတန်ဖိုးကြီးပေးခေါ်ပြီးတော့အဲ့ကစားသမားကိုကျွန်တော်ထောက်ဝက်လောက်အရှုံးခံပြီးရောင်းဖို့တောင်မှတော်တော်ကြီးကိုစူးစမ်းယူနေရတာဆိုတော့ကစားသမားတွေကိုသူများအသင်းကိုအငှားချပေးလိုက်ပြီးတော့လို့ရှိရင်ကိုအသင်းကိုပြန်ရောက်လိုက်စာရုပ်တန်တန်းကုန်သွားတယ်ကစားသမားရောင်းရတယ်လို့ကိုမရှိဘူးဆိုတော့ United အသင်းအနေနဲ့ကျွန်တော်တို့ရောင်းချမှုအပိုင်းနဲ့ပတ်သက်လို့ရှိရင်တော့အရှားအသင်းတွေနောက်မှာတော်တော်ပြည့်ကျန်ခဲ့တယ်ရှားအသင်းတွေကကျွန်တော်တို့သူတို့ရဲ့ကစားသမားတွေကိုကျွန်တော်တို့ဥမာ10တန်းလောက်နဲ့ခေါ်ပြီး3တန်း30လောက်နဲ့ရောင်းတာတို့နော်17တန်းလောက်နဲ့ခေါ်ပြီးတန်း50လောက်နဲ့ရောင်းတာလို့လုပ်နေတဲ့အချိန်မှာ United ကတန်း80လောက်နဲ့ခေါ်ပြီးတော့တန်း50 60လောက်နဲ့ခေါ်ပြီးတော့ကျွန်တော်တို့တန်း30လောက်ရဖို့ကိုမနှဲပြန်ပြီးစူးစမ်းနေရတဲ့အနေအထားတစ်ရက်မှာရှိတယ်ဆိုတော့ဒါတွေကလည်းကျွန်တော်တို့အတင်းနဲ့ပတ်သက်ရင်အနေငယ်စိုးဝါးတဲ့မှာပါတယ်ဘာလို့လဲဆိုတော့ United ကဒီကစားသမားတွေကိုရောင်းချတော့မှအဲ့ဒီရောင်းချခြင်းကနေရတဲ့ကျွန်တော်တို့ငွေကြေးတွေကိုပြန်ပြီးတော့နောက်ထပ်ကစားသမားခေါ်ယူမဲ့နော်နေရာမှာထည့်ပေါင်းပြီးတော့တုံးဆွဲရမှာဖြစ်လို့ United အသင်းအနေနဲ့ကျွန်တော်တို့ကစားသမားရောင်းချနိုင်ဖို့လဲလိုအပ်သေးတယ်ကျွန်တော်တို့ Junior Zessi ဆိုလို့ရှိရင်ရောင်းချမယ်လို့ပြောပေမဲ့အခုချိန်ဒီဘယ်မှသွားမယ်သဘောမရှိဘူး Market Rashford ကလည်းအသင်းမှာပဲဆက်နေမယ်အနေအထားမှာရှိတယ်ဥကာဒီကတော့ကျွန်တော်ဒဏ်ရာကြောင့်ရောင်းလို့မရတော့ဘူးเนาะဘယ်အသင်းမှာအဲ့ဒီကစားသမားကိုဒဏ်ရာကြီးနဲ့ကိုအသင်းခေါ်ပြီးတော့ကိုအသင်းစီခေါ်ပြီးတော့အဲ့ဒီကစားသမားကိုကျွန်တော်တို့ကိုအသင်းမှာဆေးကုပေးထားမယ်အသင်းဘူးမှမရှိဘူးလေဆိုတော့ဥကာဒီကတော့ရောင်းလို့မရတော့ဘူးဆိုတော့ United အသင်းအနေနဲ့ကျွန်တော်တို့နောက်ထပ်ရောင်းချမဲ့အပိုင်းမှာကျွန်တော်တို့တကယ်ရောင်းချမဲ့ကစားသမားတွေကိုဘယ်လောက်နဲ့ဖြစ်ဖို့ဗျာနော်10တန်းရ10တန်းတန်း20ရတန်း20ရောင်းထုတ်ပလိုက်တော့ဗျာနော်အသင်းအတွက်နောက်ထပ်ကစားသမားတွေခေါ်ယူဖို့လိုအပ်တယ်ဆိုတော့ခင်ဗျားတို့အနေနဲ့ရောဘယ်လိုထင်လဲဗျ United ရဲ့ကစားသမားရောင်းချမှုအပိုင်းနဲ့ပတ်သက်ရင်ခင်ဗျားတို့ရဲ့ထင်မြင်ချက်လေးတွေကို comment တွေမှာဆွေးနွေးသုံးသပ်ခင်းနိုင်ပါတယ်ကျွန်တော်မောက်ကြီးပါ